ထိုဟူကြီးအော်ပေါ့နော်ထိုဟူတုတ်ဖြစ်ပါတယ်ရှမ်းပြည်မှာဆိုရင်အရန်နာမည်ကြီးလူတိုင်းစားကိုစားမယ်ကုန်တာလဲပေါ့နော်ကိုတနတ်စားဘလောက်ကုန်လဲတရက်စဘလောက်ကုန်တာလဲကိုလုံးနေတဲ့အလုံးနဲ့တိုက်ငုံမရှိလားကျွန်တော်တို့ဆိုရင်အသက်14နှစ်ကလေးကမိမနဲ့ခွဲနေမှအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ဒီရိုးချင်းချန်နယ်ကနေအားလုံးကိုမင်္ဂလာပါနှုတ်ဆက်ပါတယ်ပေါ့နော်ကျွန်တော်ဒီနေ့စားမှာကတော့ဒီမှာနော်ပြီးတော့ဒီမှာ PC လေးစက်သွမိတ်လေးဝယ်လာတယ်ဒါ900ဖိုးနော်ဒါတွက်ပြမယ်နော်ဒါ900ဖိုးဒါဆိုရင်ဒါ2000ဖိုး2000ဖိုးဒါသမင်းကတော့အိမ်မှာဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုထဲမှာကျွန်တော်အများနဲ့တွက်တာကသမင်းတစ်ပွဲဆိုကျွန်တော်1500လောက်တတ်မှတ်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော် channel မှာရှိနေတဲ့ဗီဒီယိုတွေကကျွန်တော်ဗာပြချင်လဲဆိုတော့လေကျွန်တော်တို့ကကျွန်တော်တို့က food blogger တွေလည်းမဟုတ်ဘူးပေါ့နော်အဓိကကျွန်တော်တို့လက်တွေ့ဘဝမှာကျွန်တော်တို့ဘယ်လိုမျိုးစားနေရလဲဆိုတော့ရိုက်ပြချင်တာပါတယ်အဲကြောင့်နာမည် channel ရဲ့နာမည်ကရိုးရိုးရှင်းရှင်းလို့ပြောတာဖြစ်ပါတယ်နော်ဟိုနာမည်ကြီးရှင်လို့ပေါ်ပင်ဖြစ်ရှင်လို့ဆိုတဲ့အရာမျိုးမဟုတ်နေဘူးပေါ့နော်အဲ့လိုပြတာဖြစ်ပါတယ်ပေါ့နော်ဆိုတော့တရက်ကျွန်တော်တို့စားနေတဲ့ဟာဘယ်လောက်ကုန်တာလဲဘယ်လောက်ကြတာလဲတနတ်စားရင်ဘယ်လောက်ကုန်တာလဲအခုခေတ်ကုန်စည်နှုန်းနဲ့ဆိုရင်သိချတာကျွန်တော်ချို့လူဆိုရင်လည်းအပြီးတစ်ခွက်နဲ့အတိုးမျိုးတော့မပါဘူးစားနေလို့လည်းရှိတာပဲကျွန်တော်တို့ဆိုလည်းစားတာရောဒါကတာမန်ဘဝဖြစ်ပါတယ်မှာတာမန်လူတယောက်အနေနဲ့စားတဲ့အရာဖြစ်ပါတယ်နော်ဟိုအရန်နာမည်ကြီးရှင်လို့ဟိုအကြီးစားပြတာလို့အပင်လိုက်ကိုက်စားပြတာလည်းမဟုတ်နေဘူးပေါ့နော်အဲ့လေပြချင်တယ်ပါတယ် channel ရဲ့ကျွန်တော်ရဲ့ channel ရဲ့ဒီရဲ့ check ကိုလည်းပြတာဖြစ်ပါတယ်နော်ကျွန်တော်အားလုံးပဲအတရာခိမှာစားကြရအောင်ဗျတရက်စာကိုပြန်တွက်ကြည့်ပါနော်ကိုတရက်စာဘယ်လောက်ကုန်တာလဲပေါ့နော်ကိုတနတ်စာဘယ်လောက်ကုန်လဲတရက်စဘယ်လောက်ကုန်တာလဲကိုလုံးနေတဲ့အလုံးနဲ့တိုက်ငုံမရှိလားကျွန်တော်တို့ဆိုရင်အသက်14နှစ်ကလေးကမိမနဲ့ခွဲနေမှအလုပ်ထွက်လုပ်တဲ့လူကြောင်းတက်တယ်ပေါ့နော်ကြောင်းတက်တယ်တော်တော်အချိန်ရတော်တော်များသူများနဲ့နေရတာများတယ်မိမနဲ့သိမနေရအောင်အဲဒါစီမံခန့်ခွဲနေတဲ့နေရာမှာကိုယ့်ကိုစီမံခန့်ခွဲတယ်ဘယ်လောက်အများနဲ့တွက်တယ်ပေါ့နော်ဒါမိမအိမ်မှာနေပြီးမှဟိုမိဘချက်တဲ့ဟာလို့ကိုယ့်ကိုမဝယ်စားရတဲ့လူဆိုတော့ဒီအရာရဲ့တန်ဖိုးသိမှာမဟုတ်ဘူးเนาะအဲ့ဒါကြောင့်ရိုးရိုးရှင်းရှင်းလေးဘယ်လိုမျိုးစားတော့နေကြလဲတကယ်လေးဒီဘဝမှာဘယ်လိုမျိုးစားနေလဲပေါ့နော်အဲ့ဒါပြီးတော့အပြင်စားလဲတိတ်မစားတဲ့ကျွန်တော်ပေါ့နော်အဲ့ဆိုလက်ဒါဆိုကောင်းတယ်လို့ပြောလို့ရအပြင်စားပဲเนาะဒါပေမဲ့ခါလေကျရင်ဒီထဲမှာလေသူတို့ဗာလဲအချိုမို့တအားထဲတဲ့နေရာကျွန်တော်တို့စားလို့မရအောင်ကျွန်တော်တို့လည်းပြင်အကျော်တက်တယ်ပေါ့နော်ပြပြတာဖြစ်ပါတယ်เนาะဟုတ်ကဲ့ဒါမနေလဲအောင်နော်ဒီတာဘူဘူဒီလာဒီဦးတီယာဖီလာဟုတ်တယ်いただきます。Thank you, Jitin.
ဒါသဘောကျတည်တည်လေผู้โจการผู้ป่วยผู้ชายการเนี่ยเหล่ด้วยเนี่ยหนีด้วยหนักไปแล้วเชื่อมันเนาะมันก็เนี่ยหนีมันเนาะเนี่ยเหล่ตัวการลงเนี่ยละมันก็เชื่อจ่ายมาท้าขายมันถูกพูดถึงระยะแบบเบสิงจะทำมาอยู่ในเทมันที่ถูกป่ะแล้วยังเนี่ยได้ก็ได้ตาละเด้อไว้มาสุดๆพัวอันที่ข้าแบบพูดอะไรเขาเคยโจอ่ะด่าไม่งั้นลูกพี่ไว้มันก็ด่าแบบนี้อ๋อบอกจะยามหาโนวาลเมียโลนะว่าจะเป็นซาเช่นเนาะหิวไหมนะไว้นะท้องขายได้ว่าอากงซาแล้วนะไม่ได้ขาดสางาท้องมันกุ้งหรอกว่าตะโบเดียยิมาซาโอ้ยแต่ไม่เจอตะบอยตรงท้องไงอ่ะงาท้องโอ้รู้มาแต่แย่โอ้ยงวยแต่ตาของชิได้เลยสิอาเปียมันจะซาบรรลุตะไคร้มาลอนตะโบเดียเลยช่วยตาตายแล้วใช่แล้ว
မပြော့မှာပြောချက်တူနေချက်တူပူမှာ